ခဲ့လားဈေးကြီးတယ်လားသူ့ရဲ့အရက်မောင်းလည်းဗျာကြီးပါလေတော့ကိုလာမြိုင်နဲ့ကနင်လားငါလားပဲဩအရက်မင်းတို့ကလည်းအရှိကြည့်ပြီးဆက်ဆံကြပါဦးလက်ပါလို့ရနောက်မှာမိုင်းစိတ်နေကြီးအလက်ကဏ္ဍလေးရှိပါသေးရဲ့ရှင်ဒါပါတော့ကိုမိုင်းရှိသေးတာဟုတ်ဒါကြောင့်သမီးရဲ့အလက်ကဏ္ဍလေးမှာဆရာဦးစိုးရေးဆက်တည်ကုန်းပေးထားတဲ့မောင်မောင်ပြေပြန်ခဲ့ပါဆိုတဲ့ချင်းလေးနဲ့နှုတ်ဆက်ခဲ့ပါရှင်ကြားပါရစေခင်ဗျာကျုပ်ကဘာလို့ကောင်းလဲအပေါ်လာမပြောနဲ့ဘယ်တော့ကောင်းလဲကြာစီတို့မျိုးရိုးကကောင်းတော့အဲ့လိုကောင်းတယ်ဗျာဆိုပြီးပြောရဲတက်တရှိတယ်အဲ့ဒါကြီးလာမပြောနဲ့နော်ထောင်းတဲ့စကားကြက်ပြားစားတယ်ထောင်းတဲ့စကားကြီးပေါ့လေကောင်းတယ်ဆိုတော့ကျွန်တော်တို့ဟောအလင်းရောင်ညိမ့်အလင်းရောင်ဘာဖြစ်လို့ကောင်းလဲကျွန်းမောင်ခေါင်းဆောင်မင်းသမီးကစိတ်နေကြီးဗျဟုတ်လို့အဲ့လိုကြီးဟုတ်တယ်အခြေတီကအမြင်ရှင်းတော့တင်တွင်းထားတာလေဒရိုက်တာရွှေစင်မင်းဟာခင်ဗျာလေဟုတ်လားဒရိုက်တာရွှေစင်မင်းရဲ့လက်ရနဲ့ချေမုံမှုကိုခေါင်းတစ်ထောင်ထောင်နဲ့ငေးရအောင်ဟုတ်ကဲ့ရွာသားမင်းသမီးကျော်လေးစိတ်နေကြီးရဲ့အကထုတ်ကြောက်ရမှာဗျာလူပညာကကောင်းကြီးပမာလတ်ပြာစာဖွင့်ရရင်စာစုလူလေးဒီသစီကြီးနာစင်တန်တရားလေးရှင်ကတပြာနေစာဖွင့်ရင်တန်တရားလှတခွေရောက်စုခုမြူလို့ပဲပြောစရာညီတဲ့ပဲအမြင်တွေမြိုက်စေပဲရှင်နိုင်လို့ပြေဖွင့်နေဆိုခြင်းညီတဲ့ပဲစေပြီကိုပမာနိုင်လို့ဆိုခြင်းလူပညာကောင်းကြီးပမာလတ်ကိုဖွင့်ဖို့ဝေး
စာစုလူလေးဒီတန်စီကျူနာစင်တရားနေရှင်တော့ကြပြတင်စားဖွေတရားလှတခွေဒီအောင်ဆုံးခုလူမင်းပြောစရာအရင်တပင်မြင်းတွေမြိုက်စေပဲရှင်နိုင်လို့ဖြစ်ပွင့်နေဆိုခြင်းမြင်းတပင်စင်မြင့်ကိုမနိုင်လို့ဆိုခြင်းမြပညာကောင်းရင်ဒီမှာလှတကိုပွင့်ပွင့်ဝေးမိဘဆရာသမားများရဲ့ကျေးဇူးကိုသူတို့ကျေးဇူးတရားတွေကြီးမားလို့စင်မြင့်ထက်မှာမိဘဆရာသမားများရဲ့ကျေးဇူးကိုသူတို့ကျေးဇူးတရားတွေကြီးမားလို့စင်မြင့်ထက်မှာထေရှားဝင်းတွန်းဒီစားလို့ပဲဒီကျေးဇူးတရားတွေခရမန်လို့စင်အထင်သိလို့မရပါယခင်ရှိကကာလာတဲ့ပင်နတ်တော်တော်ဝင်းချင်းမြမြောက်ဆောင်ခဲ့ကြသွေးဟိုအခုလေးအငိမ့်တဲ့ပင်နှဆင်အနုပညာ